ဇလန်းအစမှာ Professor ဘာဆန်ဆိုတဲ့သမိုင်းပညာရှင်တဦးဟာသူ့ရဲ့မိသားစုစီကိုအလွန်တန်ဖိုးကြီးတဲ့ရွှေရောင်ဒိုင်ယာရီစာအုပ်နဲ့တောတစ်ချောင်းကိုယုံကြည်စိတ်ချစွာအပ်နှံခဲ့ပါတယ်။ဒီဒိုင်ယာရီစာအုပ်ထဲမှာအကလစ်လိုလူသိများတဲ့အလွန်ကြီးကျယ်ဆန်းပြားတဲ့ယတနာတိုက်စီကိုသွားနိုင်မဲ့လမ်းညွှန်ချက်တွေပါရှိနေတာကြောင့်လူအများပြားကဒါကိုရယူဖို့နည်းမျိုးစုံနဲ့စူးစမ်းနေကြတာပါ။ဘာဆန်ရဲ့မိသားစုဝင်တွေစာအုပ်ကိုယူပြီးထွက်ပြေးသွားကြတဲ့အချိန်မှာပဲဂျာမန်စစ်သားတစုသူ့အိမ်ကိုရောက်လာခဲ့ပါတယ်။ Professor စီမှာရွှေဒိုင်ယာရီမရှိတော့ဘူးဆိုတာသိသွားတဲ့အခါသူတို့ဟာ Professor ကိုပြစ်တက်လိုက်ကြပါတယ်။တစ်ဖက်မှာလည်းဘာဆန်ရဲ့မိသားစုဝင်တွေဟာကားနဲ့ထွက်ပြေးနေကြတုန်းလက်နက်တွေခွဲက Professor လမ်ဘတ်ရဲ့ကားမောင်းနဲ့လိုက်လံဖမ်းဆီးမှုကိုခံခဲ့ရပါတယ်။ကားမောင်းရင်အာယုံများသွားတဲ့အတွက်ဘာဆန်ရဲ့မိသားစုဝင်တွေဟာကားမောက်ပြီးလင်မယားနှစ်ဦးစလုံးတေဆုံးသွားခဲ့ရပေမဲ့သူတို့ရဲ့သမီးငယ်လေးကတော့ကံကောင်းထောက်မစွာအသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ Professor လမ်ဘတ်ဟာကားမောက်တဲ့နေရာကနေတော့ကိုခိုးယူနိုင်ခဲ့ပေမဲ့လိုက်လံဖမ်းဆီးစဉ်ပျောက်ဆုံးသွားတဲ့ရွှေဒိုင်ယာရီစာအုပ်ကိုတော့ရှာမတွေ့ခဲ့ပါဘူး။နှစ်အနည်းငယ်ကြာပြီးနောက်ပါရီမြို့မှာကျင်းပတဲ့ Professor ဘာဆန်ရဲ့အထိမ်းအမှတ်ပွဲတစ်ခုအတွင်းမှာအဆိုပါဒိုင်ယာရီစာအုပ်ကိုပြန်လည်တွေ့ရှိခဲ့ပါတယ်။ပွဲစီစဉ်သူကဒိုင်ယာရီစာအုပ်ကိုလူထုရှိထုတ်ပြလိုက်တဲ့အချိန်မှာပဲစာပို့သမားတစ်ယောက်ဟာအဆောက်အုံထဲကိုရောက်လာပြီးကမ္ဘာအကျော်ကြားဆုံးရာဇဝတ်ကောင်အာဆင်းလူပန်းစီကပေးစာတစ်စောင်ကိုပြသခဲ့ပါတယ်။လူပန်းကဒီရွှေဒိုင်ယာရီကိုချက်ချင်းခိုးယူမယ်လို့ကြေညာထားတာကြောင့်လုံခြုံရေးတွေဟာအလွန်တတိကြီးစွာနဲ့ဒိုင်ယာရီကိုဘေးကင်းလုံခြုံတဲ့တစ်တာထဲပြန်ထည့်လိုက်ပါတယ်။စာပို့သမားဟာဒိုင်ယာရီကိုခိုးယူဖို့စူးစမ်းခဲ့ပေမဲ့အမျိုးသမီးလုံခြုံရေးအရာရှိတဦးကသူဟာလူပန်းဖြစ်မှန်ရိပ်မိပြီးတားဆီးခဲ့ပါတယ်။ဒီလိုနဲ့လူပန်းကိုဖမ်းဆီးဖို့တစ်သက်လုံးလိုက်လံစူးစမ်းနေတဲ့စုံထောက်ဇီနီကာရာရောက်ရှိလာခဲ့ပါတယ်။ဒါပေမဲ့လူပန်းကသူ့ကိုယ်ကနေမိခိုးပုံးထုတ်ပြီးအမိုးပေါ်ကနေအလွယ်တကူထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ကျန်ခဲ့တဲ့အမျိုးသမီးလုံခြုံရေးအရာရှိဟာဒိုင်ယာရီကိုလုံခြုံတဲ့နေရာစီပြန်ပို့ဖို့တာဝန်ပေးခြင်းခံရပေမဲ့လမ်းမှာသူမကိုလိုက်ပါဆောင်ရှောက်တဲ့လုံခြုံရေးအရာရှိကိုပြန်လည်တိုက်ခိုက်လိုက်ပါတယ်။တကယ်တော့သူမဟာလက်တီရှာလို့ခေါ်တဲ့မိန်းကလေးဖြစ်ပြီးဒိုင်ယာရီကိုခိုးယူဖို့တာဝန်ပေးခံထားရသူဖြစ်နေပါတယ်။သူမဒိုင်ယာရီကိုယူပြီးထွက်ပြေးဖို့ကြိုးစားစဉ်မှာပဲလူပန်းကဒိုင်ယာရီကိုဖျက်လူသွားပါတယ်။လက်တီရှာကလူပန်းနောက်ကိုလိုက်ဖမ်းရင်အဆောက်အုံပေါ်ကနေပြုတ်ကျလူနီးပါးဖြစ်ခဲ့ပေမဲ့လူပန်းကသူမကိုအချိန်မီဖမ်းထိန်ပေးခဲ့ပါတယ်။ဒါပေမဲ့လက်တီရှာဟာဝါရင်တခိုးကြီးဖြစ်တဲ့လူပန်းကိုမရှင်နိုင်ပဲလူပန်းကအဆောက်အုံတစ်ခုကနေတစ်ခုကိုခုန်ကူးပြီးထွက်ပြေးသွားခဲ့ပါတယ်။လူပန်းကဒိုင်ယာရီဟာသူ့အပိုင်ဖြစ်သွားပြီလို့ယုံကြည်ချက်အပြည့်နဲ့ပြောနေတော့မှာပဲဖူဂျီကိုဆိုတဲ့အမျိုးသမီးကရဟတ်ရင်နဲ့ရောက်လာပြီးဒိုင်ယာရီကိုဖျက်လူကထွက်ပြေးသွားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲစုံထောက်စီမီကာရာနဲ့ရဲတပ်ဖွဲ့ဝင်တွေအမိုးပေါ်ရောက်လာပြီးလူပန်းကိုဝိုင်းဝန်းပိတ်ဆို့ကအပြင်းထန်လုံးထွေးတပ်ပုတ်ပြီးနောက်ဆုံးမှာဖမ်းဆီးနိုင်ခဲ့ပါတယ်။ရဲတွေဟာလက်တီရှားကိုပါဖမ်းဖို့ကြိုးစားခဲ့ပေမဲ့သူမကလေထီးသုံးပြီးထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ထွက်ပြေးလာတဲ့လက်တီရှားဟာသူမရဲ့အဖိုးစီကိုဖုံးဆက်ပြီးဒိုင်ယာရီကိုမယူနိုင်ခဲ့တဲ့အတွက်တောင်းပန်ခဲ့ပါတယ်။သူမရဲ့အဖိုးကသူမရဲ့ပေါ်ဆောင်မှုကိုစူပူချိန်မောင်းပြီးသူတို့အကြားကသဘောတူညီချက်ကိုဖျက်သိမ်းလိုက်ပါတယ်။ဇက်ကွက်ကလှိုးဝက်မြေအောက်ခန်းတစ်ခုစီရောက်ရှိသွားပြီးအဲ့ဒီမှာ Professor လမ်ဘတ်နဲ့ရာဇဝတ်ခိုင်းကောင်းဆောင်ဂျရက်တို့ဦးဆောင်တဲ့ဒူးစရိုက်သမားတစုအစည်းအဝေးလုပ်နေကြပါတယ်။သူတို့ဟာနှစ်ပေါင်းများစွာရှာဖွေနေခဲ့တဲ့ရွှေဒိုင်ယာရီကိုရရှိတော့မယ်ဆိုတဲ့သတင်းကြောင့်ဝမ်းသာနေကြတာပါ။ဒါပေမဲ့ပြဿနာကဒိုင်ယာရီမှာလှိုးဝက်တော့ခက်စနစ်ပါရှိနေပြီးဖွင့်ဖို့အတွက်တော့အစ်စ်ကိုမဖြစ်မနေလိုအပ်နေတာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာဖူဂျီကိုရောက်လာပြီးဂတိအတိုင်းဒိုင်ယာရီကိုပေးအပ်ကငွေမြောက်များလဲယူခဲ့ပါတယ်။ဒါပေမဲ့သူမထွက်ခွာခါနီးမှာပဲဂျရက်ကဖူဂျီကိုဟာသူတို့ကိုလှည့်စားဖို့စူးစမ်းနေမှန်ရိပ်မိသွားပြီးသူမကိုဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။တစ်ဖက်မှာတော့ရဲတပ်ဖွဲ့ဟာလူပန်းကိုအကျဉ်းထောင်စီပို့ဆောင်ဖို့ကားလမ်းကြီးနဲ့တည်ဆောင်လာပါတယ်။ရဲတွေကဒီတစ်ချိန်မှာတော့လူပန်းဘလို့မှထွက်ပြေးနိုင်မှာမဟုတ်ဘူးလို့ယုံကြည်နေကြပေမဲ့လူပန်းရဲ့ခိုင်းသားတွေကရုတ်တရက်ရောက်လာပြီးလူပန်းကိုကယ်တင်ခဲ့ပါတယ်။တဦးကတော့ပစ္စတိုတနက်အမြဲကင်ဆောင်ထားပြီးပစ်ခတ်မှုမှာဆရာကျတဲ့တိုင်စုကေးကြီးကန်းဖြစ်ပြီးသူကရဲကားပေးတွေကိုပစ်ခတ်ကားမောက်အောင်လုပ်ခဲ့ပါတယ်။နောက်တဦးကတော့စက္ကန့်ပိုင်းအတွင်းလူအများကိုတပ်ဖြတ်နိုင်တဲ့ဆာမူရိုင်းစစ်တီတော့ဂိုအီမွန်အီရှီကာဝါဖြစ်ပါတယ်။သူတို့ဟာလူပန်းကိုအောင်မြင်စွာကယ်ထုတ်နိုင်ခဲ့ပြီးရဲတွေမျက်စိရှိကနေပျောက်ကွယ်သွားခဲ့ပါတယ်။လွတ်မြောက်လာပြီးနောက်လူပန်းကရွှေဒိုင်ယာရီကိုခိုးယူဖို့အတွက်သူ့တငယ်ချင်းတွေကိုကူညီပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့သူတို့ကဒိုင်ယာရီထဲကယတနာတိုက်ဆိုတာကောလာဟာလာပဲဖြစ်နိုင်ပြီးအသက်အန္တရာယ်နဲ့မထိုက်တန်ဘူးလို့ယူဆတာကြောင့်စိတ်မဝင်စားကြပါဘူး။ဒါနဲ့လူပန်းကသူ့တယောက်တည်းသွားရှာပြီးယတနာအားလုံးကိုတယောက်တည်းယူမယ်လို့ပြောခဲ့ပေမဲ့သူတို့ကဂရုမစိုက်ခဲ့ကြပါဘူး။တစ်ဖက်မှာတော့လမ်ဘတ်နဲ့ဂျရက်တို့ဟာတော့ရဲ့တဝက်ကိုတုံးပြီးဒိုင်ယာရီကိုဖွင့်ဖို့ကြိုးစားနေပေမဲ့မအောင်မြင်ခဲ့ပါဘူး။လက်တီရှာကလည်းမစ်ရှင်ကျရှုံးသွားတဲ့အပြင်လူတိုင်းကသူမကိုတခိုးလို့မြင်နေကြတဲ့အတွက်အခန်းထဲမှာဝမ်းနဲ့စိတ်ပြက်ပြီးငိုလူနေပါဖြစ်နေပါတယ်။အဲ့ဒီအချိန်မှာပဲလူပန်းကရုတ်တရက်ရောက်ရှိလာပါတယ်။လူပန်းကသူမရဲ့ဖက်နှက်မှာခြေရာခံကရိယာတက်ဆင်ထားလို့အခန်းကိုရှာတွေ့ခဲ့တာလို့ပြောပြပါတယ်။လူပန်းဟာလက်တီရှာရဲ့ရှေးဟောင်းသုတေသနပညာရှင်ဖြစ်ခြင်းနဲ့စိတ်ကူးကိုသိရှိသွားပြီးသူရဲ့အဖိုးဖြစ်သူပေးခဲ့တဲ့ရွှေရောင်လဲဆွဲအမျိုးတ်ကိုထုတ်ပြခဲ့ပါတယ်။
အဲ့ဒီလေဆွဲဟာဒိုင်ယာရီကိုဖွင့်နိုင်မဲ့တော့ရဲ့ကျန်တဲ့တဝက်ဖြစ်နေပါတယ်လက်တီရှားကအဝတ်စားလဲဖို့ပြောပြီးအခန်းထဲဝင်ကသူမရဲ့အဖိုးပရိုဖက်ဆာလမ်ဘတ်စီလှုပ်ဝက်ဖုံးဆက်ပြီးလူပန်းစီမှာတော့ရဲ့ကျန်တဲ့တဝက်ရှိနေကြောင်းသတင်းပေးလိုက်ပါတယ်လမ်ဘတ်ကလူပန်းနဲ့တော့ကိုယူဆောင်လာပေးရင်လက်တီရှားကိုဘော့စတွန်ရှေးဟောင်းသူတေသနကျောင်းတက်ခွင့်ရအောင်လုပ်ပေးမယ်လို့ကြေညာပေးခဲ့တာကြောင့်လက်တီရှားမှာရွေးချယ်စရာမရှိဘဲခိုင်းတဲ့အတိုင်းလုပ်ခဲ့ရပါတယ်သူမဟာလူပန်းကိုရာဇဝတ်ကိုင်းသားတွေရဲ့လှုပ်ဝက်စခန်းစီအတူသွားဖို့စီးရုံခဲ့ပါတယ်တကယ်တော့လက်တီရှားဟာဇလန်အစမှာလမ်ဘတ်ရဲ့ကားမောင်းနှင်မှုကြောင့်မိဘနှစ်ပါးစလုံးကားမောက်တည်ဆုံခဲ့ရတဲ့အဲ့ဒီကလေးမလေးဖြစ်ပါတယ်လမ်ဘတ်ကဒိုင်ယာရီကိုရဖို့အတွက်သူမကိုမွေးစားခဲ့တာဖြစ်ပြီးလက်တီရှားကိုယ်တိုင်ကတော့ဒီအမှန်တရားကိုမသိရှာပါဘူးသူတို့မြေအောက်ခန်းထဲကိုခိုးဝင်ပြီးဒိုင်ယာရီနဲ့တော့နှစ်ခုစလုံးကိုပြန်လည်ရယူနိုင်ခဲ့ပါတယ်တော့တွေကိုတုံးပြီးဒိုင်ယာရီကိုဖွင့်လိုက်တဲ့အခါမှာတော့အကလစ်အဆိုတာမက္ကဆီကိုမြောက်ပိုင်းကပျောက်ဆုံးနေတဲ့မြို့တော်တစ်ခုမှာဝတ်ထားတဲ့အလွန်စွမ်းအားကြီးမားတဲ့စွမ်းအင်ထုတ်ဆက်တစ်ခုဖြစ်မှန်သိလိုက်ရပါတယ်အဲ့ဒီချိန်မှာပဲလက်တီရှားကလူပန်းကိုတနက်နဲ့ချိန်လိုက်တာကြောင့်လူပန်းဟာသူ့ထောင်ချောက်ထဲရောက်သွားမှန်းသိလိုက်ရပေမဲ့အေးစစ်စစ်ပဲဂျရက်နဲ့လမ်ဘတ်တို့စီအဖမ်းခံခဲ့ပါတယ်လူပန်းကိုအချင်းကန်းနဲ့ပိတ်ထားတဲ့အချိန်မှာဖူဂျီကိုနဲ့ပြန်တွေ့ပါတယ်ဖူဂျီကိုကလိမ္မာပါနဲ့စွာနဲ့အဆောင်ကိုအနာခေါ်ပြီးစက္ကန့်ပိုင်းတွင်နှိမ်နှင်းကလွတ်မြောက်အောင်ကြိုးစားပါတယ်သူမကလူပန်းအတွက်တော့တချောင်းခြံထားခဲ့ပြီးလေရင်နဲ့ထွက်ပြေးခဲ့ပါတယ်လူပန်းကလည်းလေရင်ပေါ်ကိုခိုးတက်ပြီးဒိုင်ယာရီကိုပြန်ယူဖို့ကြိုးစားစဉ်မှာလမ်ဘတ်နဲ့ဂျရက်တို့ရဲ့စကားဝိုင်းကိုကြားလိုက်ရပါတယ်တကယ်တော့အကလစ်ဟာဖျက်အားပြင်းလက်နက်တစ်ခုဖြစ်နေပြီးသူတို့ဟာဘာလင်ကျဆုံးချိန်ကတေးချင်အောင်ဆောင်ပြီးတောင်အမေရိကကိုထွက်ပြေးသွားခဲ့တဲ့အတော့ဟစ်တလာကိုရှာဖွေနေကြတာဖြစ်ပါတယ်အကလစ်လက်နက်ကိုတုံးပြီးတတိယမြောက်ဂျာမန်အင်ပါယာ Third Reich ကိုပြန်လည်ထူထောင်ဖို့စီစဉ်နေကြတာပါလက်တီရှားကဒီလှုပ်ဝက်ချက်ကိုခိုးနားထောင်နေမှဂျရက်တို့တည်သွားတဲ့အခါလှုပ်ဝက်ချက်ပေါက်ကြားမှာဆိုလို့ဂျရက်ကသူမကိုလေရင်ပေါ်ကနေတိုးချလိုက်ပါတယ်ဒါကိုမြင်တဲ့လူပန်းကလည်းသူမကိုကယ်ဖို့လေရင်ပေါ်ကနေလိုက်ခုန်ချခဲ့ပါတယ်ကတ်ဆိုးတာကနှစ်ယောက်စလုံးမှာလေထီးမပါဝင်ပါဘူးသူတို့မြေပြင်ပေါ်ပြုတ်ကျပြီးတေလူနီးပါးဖြစ်နေချိန်မှာပဲဖူဂျီကိုကလေရင်နဲ့ရောက်လာပြီးလူပန်းနဲ့လက်တီရှားကိုအချိန်မီကယ်တင်နိုင်ခဲ့ပါတယ်ဂျရက်ရဲ့လူတွေကလေရင်ကိုလိုက်လံပစ်ခတ်လို့လေရင်ပြတ်ကျခဲ့ပေမဲ့လူပန်းရဲ့တငယ်ချင်းတွေဖြစ်တဲ့ဂျီကန်နဲ့ကိုအီမွန်တို့ရောက်လာပြီးသူတို့ကိုထပ်မံကယ်ထုတ်နိုင်ခဲ့ပါတယ်ဒါပေမဲ့ရန်သူတွေရဲ့ဆက်တနက်တန်ကြောင့်သူတို့စီးတဲ့ကားပျက်စီးသွားပြီးတဲကန်နာရထဲမှာလမ်းစာပြောက်နေခဲ့ပါတယ်လူပန်းမှာရွေးချယ်စရာမရှိတော့တာကြောင့်သူ့ကိုဖမ်းဖို့ကဘာပတ်လိုက်နေတဲ့စုံတော့ဇီနီကာတာစီဖုံးဆက်ပြီးအကူအညီတောင်းလှည့်စားလိုက်ပါတယ်ဇီနီကာတာဟာနိုင်ငံတကာရဲတပ်ဖွဲ့ဝင်းထရက်ဖို့ရဟတ်ရင်နဲ့ရောက်လာပြီးလူပန်းကိုဖမ်းဖို့ကြိုးစားပေမဲ့လူပန်းတို့အဖွဲ့ကရဟတ်ရင်ကိုလူယူပြီးထွက်ပြေးသွားခဲ့ကြပါတယ်ဇီနီကာတာလည်းရဟတ်ရင်မှာပါသွားခဲ့ရပါတယ်လူပန်းကဇီနီကာတာကိုအခြေအနေတွေကိုရှင်းပြပြီးလမ်ဘတ်နဲ့ဂျရက်တို့ဟာကဘာကြီးကိုဖျက်ဆီးနိုင်မဲ့အကလစ်လက်နက်ကိုရတော့မဲ့အကြောင်းပြောပြပါတယ်စုံထောက်ဟာတခိုးနဲ့မပူးပေါင်းခြင်းပေမဲ့ဂျရက်တို့ရဲ့ရာဇဝတ်မှုကပုံမကြီးမားတာကြောင့်လူပန်းတို့အဖွဲ့နဲ့ပူးပေါင်းဖို့ဆုံးဖြတ်လိုက်ပါတယ်သူတို့စိတ်ကန်းတစ်ခုမှာနာပြီးအစီအစဉ်ဆွဲနေတော့လူပန်းကလက်တီရှားကိုအမှန်တရားတွေပြောပြခဲ့ပါတယ်သူမဟာပရိုဖက်ဆာဘာဆန်ရဲ့မြေးရင်းဖြစ်ပြီးသူမကိုအဖိုးလို့ပြောနေတဲ့လမ်ဘတ်ဟာတကယ်တော့သူမရဲ့မိဘတွေကိုတတ်ခဲ့တဲ့တရားခံဖြစ်ကြောင်းဖွင့်ဟလိုက်ပါတယ်ဒါအပြင်လူပန်းရဲ့အဖိုးဖြစ်သူဟာလည်းပရိုဖက်ဆာဘာဆန်ကိုကူညီပြီးအကလစ်ကိုရှာဖွေခဲ့မှုကြောင်းဒါပေမဲ့မကောင်းတဲ့သူတွေလက်ထဲမရောက်အောင်ဒိုင်ယာရီကိုဝတ်ထားခဲ့တာဖြစ်ကြောင်းရှင်းပြပါတယ်အဓိကကတော့လူပန်းဟာဂျရက်တိုစီကနေဒိုင်ယာရီကိုပါလှုပ်ဝက်ခိုးယူလာခဲ့ပြီးဖြစ်ပါတယ်ဇက်ကွက်ကမက္ကဆီကိုမြောက်ပိုင်းကကူတစ်ခုစီရောက်သွားပြီးဂျရက်နဲ့လမ်ဘတ်တို့ဟာအကလစ်ရှိရာကိုသွားနေကြပါတယ်ဒါပေမဲ့ဂူထဲကထောင်ချောက်တွေကြောင့်ရှေ့ဆက်မတိုးနိုင်ပဲဒိုင်ယာရီစာအုပ်လိုအပ်နေတာကြောင့်စခန်းကိုပြန်လှည့်ခဲ့ကြပါတယ်သူတို့ထွက်သွားတာနဲ့လူပန်းတို့အဖွဲ့ဂူထဲဝင်ပြီးဒိုင်ယာရီပါလမ်းညွှန်ချက်တွေအတိုင်းလျှို့ဝှက်စကဝက်ကိုတုံးကထောင်ချောက်တွေကိုပိတ်ပစ်ခဲ့ပါတယ်ဒါပေမဲ့နောက်ထပ်ထောင်ချောက်တစ်ခုရှိနေသေးပြီးအဲ့ဒီထောင်ချောက်ကိုအတွင်းထဲကနေပိတ်နိုင်ဖို့အတွက်လူပန်းတစ်ယောက်တဲကပဲတနက်ကြည်စံတွေကိုရှောင်ကွင်းပြီးတွားရောက်ပိတ်ဆို့နိုင်ခဲ့ပါတယ်လူပန်းအကလစ်ဆက်စီရောက်သွားတဲ့အချိန်မှာပဲဂျရက်နဲ့လမ်ဘတ်တို့ကတနက်တွေနဲ့ဝိုင်းထားလိုက်ပါတယ်တကယ်တော့ဂျရက်တို့ဟာလူပန်းတို့ကိုတုံပြီးထောင်ချောက်တွေကိုရှင်းခိုင်းခဲ့တာပါဂျီကန်နဲ့ကိုအီမွန်တို့ဟာအကလစ်ကယတနာမဟုတ်ပဲလက်နက်ဖြစ်နေတာကိုသိလိုက်ရတဲ့အတွက်လူပန်းကိုအပြစ်တင်ကြပါတယ်လမ်ဘတ်နဲ့ဂျရက်တို့ဟာလက်တီရှားကိုဓာတ်စခန်းဖြစ်ခေါ်ဆောင်သွားပြီးအကလစ်ဆက်ကိုစတင်အသုံးပြုကလေရင်နဲ့ထွက်ပြေးဖို့ကြိုးစားပါတယ်လူပန်းတို့အဖွဲ့ကလေရင်နဲ့လိုက်လံပိတ်ဆို့ပြီးဂျီကန်ကစနိုက်ပါနဲ့လေရင်ပန်ကာတွေကိုပစ်ခတ်ဖျက်ဆီးသလိုဂိုအီမွန်ကလည်းသူ့ရဲ့ဓာတ်တိုင်းနဲ့လေရင်တောင်ပန်ကိုနှစ်ပိုင်းပစ်ခဲ့ပါတယ်ဒါပေမဲ့လမ်ဘတ်ကအကလစ်ရဲ့စွမ်းအားကိုသုံးပြီးရေခဲတောင်ပန်တွေဖန်တီးကလေရင်ကိုပြန်တန်းစေခဲ့ပါတယ်ဒါအပြင်အကလစ်ရဲ့စွမ်းအင်လိုင်းကိုသုံးပြီးလူပန်းတို့အဖွဲ့ကိုတိုက်ခိုက်လိုက်တာကြောင့်လူပန်းတို့တေဆုံးသွားပြီလို့လမ်ဘတ်ကထင်မှတ်သွားပါတယ်လမ်ဘတ်ဟာအကလစ်ရဲ့အလွန်မင်းစွမ်းအားကြီးမားမှုကိုတွေးလိုက်ရတဲ့အခါဒိုင်ယာရီကိုမိရှုဖျက်ဆီးပစ်ပြီးကဘာကြီးကိုသူတယောက်တည်းအုပ်ဆိုးဖို့ကြံစီပါတယ်
ဒါကိုတစ္ဆာဖောက်ခံရတယ်လို့ခံစားရတဲ့ဂျရက်ကလမ်းဘက်ကိုပြန်လည်တိုက်ခိုက်ပြီးအဖိုးကြီးကိုအလွယ်တကူအနိုင်ယူလိုက်ပါတယ်။လက်တီရှားကအက်ကလစ်ဆက်ကိုပိတ်ဖို့ကြိုးစားတဲ့အခါဂျရက်ကသူမကိုတနက်နဲ့ပစ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာလမ်းဘက်ကလက်တီရှားရှိကနေကာကွယ်ပြီးကြီးစံအမှန်ခံခဲ့ပါတယ်။လမ်းဘက်တေခါနီးမှာလက်တီရှားကိုမိဘမဲ့ဂေဟာကနေခေါ်ယူမွေးစားခဲ့တဲ့အတိတ်ကိုပြန်မြင်အောင်ပြီးတေဆုံးသွားခဲ့ပါတယ်။ဒါဟာလမ်းဘက်ဟာစိုးသွမ်းသူဖြစ်ပေမဲ့လက်တီရှားအပေါ်တန်ရောစင်တကယ်ရှိခဲ့ကြောင်းပြသလိုက်တာဖြစ်ပါတယ်။နောက်ပိုင်းမှာဂျရက်ဟာသူတို့ရဲ့ခေါင်းဆောင်ဟစ်တလာကိုရှာဖွေတွေ့ရှိပြီးဆိုတဲ့ဖုန်းကိုလက်ခံရရှိခဲ့ပါတယ်။သူဟာလက်တီရှားနဲ့အက်ကလစ်ကိုယူပြီးဂျာမနီမှာဟစ်တလာနဲ့တွားရောက်တွေ့ဆုံခဲ့ပါတယ်။လက်တီရှားကဟစ်တလာလိုရက်ဆက်တဲ့သူလက်ထဲဒီလက်နက်မရောက်စေဖို့တနက်နဲ့ပြစ်တက်ဖို့ကြိုးစားပေမဲ့သူမကလူသက်သမားမဟုတ်တဲ့အတွက်မပြစ်နိုင်ခဲ့ပါဘူး။ဟစ်တလာကလက်တီရှားကိုတပ်ပစ်ဖို့သူ့တပည့်ကိုခိုင်းလိုက်ပါတယ်။ဒါပေမဲ့လက်တီရှားကိုတပ်ဖို့ခေါ်သွားတဲ့ဂျရက်ရဲ့တပည့်ဟာတကယ်တော့ရုပ်ဖြတ်ထားတဲ့ကြီးကန်းဖြစ်နေပါတယ်။လူပန်းတို့အဖွဲ့ဟာမတည်ဆုံးခဲ့ပဲဂျရက်ရဲ့စခန်းထဲကိုအရင်ကတည်းကခိုးဝင်ကလူတွေကိုနှိမ်နင်းထားခဲ့တာဖြစ်ပါတယ်။တစ်ဖက်မှာလည်းဂျရက်ကဟစ်တလာကိုအက်ကလစ်စန်တက်ပြဖို့ခေါ်သွားတဲ့အချိန်မှာပဲအဲ့ဒီဟစ်တလာဆိုသူဟာတကယ်တော့လူပန်းရုပ်ဖြတ်ထားတာဖြစ်နေပါတယ်။လူပန်းကဟစ်တလာအစ်စ်တည်ဆုံးသွားတာကြပြီဖြစ်ကြောင်းပြောပြီးဂျရက်ကိုလှောင်ပြောင်လိုက်ပါတယ်။ဒေါသထွက်သွားတဲ့ဂျရက်ဟာလူပန်းနဲ့အပြင်းထန်တိုက်ခိုက်ခဲ့ပေမဲ့ရှုံးနေသွားပြီးလူပန်းကအက်ကလစ်ဆက်ကိုတုံးပြီးမိုက်ခရိုတွင်းနဲ့မက်ဂရောဘလက်ဟိုးတစ်ခုကိုဖန်တီးကဂျရက်ကိုစုပ်ယူဖျက်ဆီးပစ်လိုက်ပါတယ်။လူပန်းကတော့ကမ္ဘာဆွဲအားထိန်ကိရိယာ gravity device ကိုတုံးပြီးအချိန်မီလွတ်မြောက်သွားခဲ့ပါတယ်။ဇက်သိမ်းပိုင်းမှာလူပန်းဟာလက်တီရှားကိုနှုတ်ဆက်စကားပြောခဲ့ပြီးသူမဖြစ်ချင်တဲ့ရှေးဟောင်းသူတေသနာကြောင့်တက်ခွင့်ရမယ့်အထောက်ထားစာရွက်စာတမ်းတွေကိုလက်ဆောင်ပေးခဲ့ပါတယ်။လူပန်းထွက်ခွာသွားတာနဲ့စုံထောက်ဇီနီကာတာကလူပန်းနောက်ကိုထပ်မံလိုက်လံဖမ်းဆီးရင်းနဲ့ရုပ်ရှင်ဇာတ်ကားလေးပြီးဆုံးသွားခဲ့ပါတယ်